ကောက်လို့ရတုံဆက်တွေကိုကျိုးပတ်မယ်ဆိုရင်ဒီနီးလေးနဲ့ပတ်တာကအတော်ကိုအဆင်ပြေစေပါတယ်မစိုးရ good ကဲနောက်ထပ်တနည်းကတော့ကျွန်တော်တို့တကားပိတ်တွေကိုပတ်တာမရှိဘူးဆိုတဲ့အခါမျိုးတွေမှာပိုက်အပြော့နေပေါ့နော်တကားပိတ်ပတ်တာလုပ်တဲ့နည်းအကြံဉာဏ်ကောင်းနေကြဒါကတော့ကျိုးကိုကလစ်နဲ့ရိုက်တဲ့အခါမျိုးမှာတစ်ချက်တည်းရိုက်ရင်ပြန်ပြီးတော့ပြုတ်တက်တယ်နော်ခောက်ပြီးတော့နှစ်ချက်သုံးချက်ရိုက်မယ်ဆိုရင်အမတမခိုင်ခန့်ပါဒါကတော့ကျွန်တော်အရင်ကတင်ပေးမှုတဲ့နီးပုံစံနဲ့မသိမရင်းပေါ့နော်ကျွတ်ထွက်တဲ့ပိုက်တွေကိုကျိုးကြီးနှမ်းကျိုးတုပ်နေတယ်ဒါကလည်းကျွန်တော်တင်ပေးမှုပါတယ်ဒီတန်မိုးတွေမိုးပြတ်သွားရင်ဘယ်လိုနီးနဲ့ပြန်လဲချွတ်လို့ရလဲဆိုတာအလွယ်တကူချွတ်တဲ့နီးလေးပေါ့နော်ကဲဒါကတော့ကျွန်တော်တို့နှာခေါင်းတွေကြက်တဲ့အခါမျိုးမှာကတိကသက်နေရာတွေကြက်ခတ်တယ်ဆိုရင်ဂွင်းကွားကိုအောက်ကတိတ်ခံပြီးတော့ကြက်တဲ့နီးပါအားလုံးအဆင်ပြေကြပါစေခင်ဗျလူဆိုတာသူတို့ရဲ့အလိုလိုက်နိုင်ရင်တော့ကောင်းလိမ့်မယ်သူတို့အလိုမလိုက်နိုင်တဲ့အချိန်မင်းကိုမုန်းကြလိမ့်မယ်အဲ့ဒါကိုသိန်းကြီးခံပြီးတော့ကိုလျှောက်ရမယ့်လမ်းကိုဆက်လျှောက်ပါအောင်မြင်မှုပန်းတိုင်ကိုရအောင်ယူပါလို့အကြံပေးတိုက်တွန်းရင်းနဲ့ဒီကုန်းချုပ်ပြရစီဗျအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်